ကောင်လေးကပထမဆုံးအကြိမ်အတူစာချုပ်ချုပ်ဆိုဖို့ဝိညာဉ်သားရဲကိုဆင့်ခေါ်လိုက်တာပါဒါပေမဲ့စာတင်ဆရာမရဲ့မူလခန္ဓာကိုဖြစ်တဲ့ထွန်းထန်းဟာငါးပြန်ဖားမင်းကိုဆင့်ခေါ်မိသွားလိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ပါဘူးစာချုပ်ကသာအောင်မြင်သွားခဲ့ရင်ပိုင်ရှင်တည်ဆုံးမှသာစာချုပ်ကအလိုလိုပြည့်ပြည့်သွားမှာဖြစ်ပါတယ်ဆရာမကစာချုပ်ပြတ်သွားအောင်ကောင်လေးကိုတပ်ဖို့ပြင်လိုက်ပေမဲ့သူ့ရဲ့မူလခန္ဓာကိုရောက်သွားအောင်လက်သီးတစ်ချက်တည်းနဲ့ထိုးခဲ့တဲ့ကလေးလေးဟာဒီကောင်လေးဖြစ်နေမှန်းအံ့ဩစွာရိပ်မိသွားခဲ့ပါတယ်တကယ်တော့ဒီကောင်လေးဟာမွေးကလေးကကောင်းကင်ဘုံရဲ့အဆုံးစွန်သောစွမ်းအားတွေကိုပိုင်ဆိုင်ထားတဲ့အနိုင်မခံဒိဗ္ဗေမဲ့အစွမ်းထက်သူဖြစ်ပါတယ်ဒါပေမဲ့ကောင်လေးကိုတာမန်လူတစ်ယောက်လိုနေထိုင်စေခြင်းတဲ့အတွက်မိခင်ဖြစ်သူကခောက်ဆွဲချောက်တထုံးနဲ့ချင်းချောက်ပြီးចောင်းသွားတက်ခိုင်းခဲ့တာပါမထင်မှတ်ပဲចောင်းစာဖွင့်တဲ့ပထမဆုံးနေ့မှာပဲလမ်းလာမေးတဲ့ចောင်းလာပန်းလေးနဲ့ဆုံခဲ့ပါတယ်ကောင်လေးကလူပေါ်လူစော်မလုပ်ချင်တာကြောင့်မိန်းကလေးကိုလစ်လူရှုပြီးထွက်သွားခဲ့ပေမဲ့ဒါဟာចောင်းလာပန်းရဲ့ဖားရလူလာသူဘဲစိန်ရဲ့မကြည်နပ်မှုကိုဆွဲဆောင်လိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်ចောင်းလာပန်းရှိမှဆရာကြီးလုပ်ချင်တာကြောင့်သူကကောင်လေးကိုထန်းခွန်းသားနဲ့ထိုးခုတ်လိုက်ပါတယ်ဒါပေမဲ့ចောင်းလာပန်းကကောင်လေးရှိကနေကာကွယ်ပေးလိုက်ပါတယ်ចောင်းလာပန်းကဒီကိစ္စဟာသူ့ကြောင့်စတာကိုသိတာကြောင့်သူကပဲတားဆီးပေးထားမိဖြစ်ပြီးကောင်လေးကိုအရင်ထွက်သွားဖို့ပြောခဲ့ပါတယ်ဒီမြင်ကွင်းကိုမြင်တော့ကောင်လေးဟာចောင်းလာပန်းရဲ့စေတနာကြောင့်စိတ်လှုပ်ရှားသွားခဲ့ပါတယ်ဒါကြောင့်သူကတက္ကသိုလ်အစွမ်းကိုတိတ်တဆိတ်သုံးပြီးဟိုဖားရကောင်ရဲ့ဓာတ်ရှိကိုအစွမ်းမရှိအောင်ခြေဖြတ်လိုက်ပါတယ်အစွမ်းကုန်သွားတဲ့ပြိုင်ဘက်ဟာလည်းအမီးကုတ်ပြီးထွက်သွားရတော့တာပေါ့ဒီအချိန်မှာចောင်းလာပန်းကကောင်လေးရဲ့နာမည်ကိုဆက်မေးချင်သေးပေမဲ့ကောင်လေးကចောင်းလာပန်းရဲ့အခြားဖားရလူသူတွေနဲ့ပြဿနာတက်မှာစိုးတာကြောင့်နောက်ပြန်လှည့်မကြည့်ပဲအတန်းထဲကိုပြေးဝင်သွားခဲ့ပါတယ်မိစ္ဆာဖရင်မဖြစ်တဲ့အတန်းပိုင်ဆရာမရဲ့ပထမဆုံးသင်ခန်းစာကတော့ကျောင်းသားတွေကိုမိုင်90အတွင်းမှာရှိတဲ့မိစ္ဆာသားရဲတွေကိုစင့်ခေါ်ခိုင်းတာပဲဖြစ်ပါတယ်စင့်ခေါ်လိုက်တဲ့မိစ္ဆာသားရဲရဲ့အဆင့်တန်းမြင့်လေးအမှတ်ပိုရလေးပါပဲကဲအခုစတင်စစ်ဆေးပါမယ်နောက်တစ်စက္ကန့်မှာပဲကျောင်းသားတွေကမိစ္ဆာသားရဲတွေကိုစင့်ခေါ်ကြပါတော့တယ်ဒါပေမဲ့အခြားကျောင်းသားတွေစင့်ခေါ်နိုင်တာကအောက်တန်းစားလမ်းဘေးကွေးတွေနဲ့မိစ္ဆာဝိညာဉ်တေးသေးလေးတွေပါပဲအတန်းပိုင်ဆရာမကကောင်လေးလက်မလုတ်ပဲငြိမ်နေတာကိုမြင်တော့ကျောင်းကထုတ်ပစ်တာခံချင်လို့လားဆိုပြီးကျိမ်းမောင်းလိုက်ပါတယ်ကောင်လေးလည်းမတက်တာတဲ့အစုံမဝင်းမရဲနဲ့စတင်စင့်ခေါ်လိုက်ရပါတယ်ဒါပေမဲ့သူကဝိညာဉ်စွမ်းအားနည်းနည်းလေးသုံးလိုက်ရုံနဲ့တင်အတန်းပိုင်ဆရာမရဲ့မူလခန္ဓာကိုယ်ကိုစင့်ခေါ်မိသွားပြီးသူ့ရဲ့ပိုင်ဆိုင်ရာမိစ္ဆာသားရဲ့ဖြစ်ပါစာချုပ်ချုပ်လိုက်မိပါတယ်အတန်းပိုင်ဆရာမဟာမိစ္ဆာဖရင်မဖြစ်ပါလျက်နဲ့ကလေးစုပ်တယောက်ရဲ့မိစ္ဆာသားရဲ့အဖြစ်စာချုပ်ချုပ်ခံလိုက်ရလိမ့်မယ်လို့အိမ်မက်တောင်မမှတ်ခဲ့ပါဘူးဒါကြောင့်ဒေါသအိုးပောက်ကွဲသွားခဲ့ပါတယ်တကယ်တော့အဲ့ဒီတုန်းကမိစ္ဆာဖရင်မကိုလက်အောက်ခံဖြစ်အောင်တင်သွင်းဖို့အတွက်လူသားတွေဘက်ကမူလဝိညာဉ်အဆင့်စွမ်းအားရှင်10ယောက်မကဆွလုပ်ခဲ့ရတာပါဒေါသထွက်သွားတဲ့မိစ္ဆာဖရင်မကကောင်လေးကိုတက်ပစ်ဖို့ပြင်လိုက်ပါတယ်အတန်းပိုင်ဆရာမတားရဲစိတ်ဝင်ပြီးအကုန်လိုက်တက်တော့မယ်ထင်လိုက်ကြတဲ့ចောင်းသားတွေဟာကြောက်လုံးလို့တေးပါထွက်မတက်ဖြစ်သွားပြီးចောင်းအုပ်ရုံးခန်းကိုချက်ချင်းပြေးပြီးအရေးပေါ်အခြေအနေကိုတွားတိုင်ကြပါတော့တယ်ចောင်းအုပ်ကြီးကအကြောင်းစုံသိသွားတာနဲ့ចောင်းထဲမှာရှိတဲ့မူလဝိညာဉ်အဆင့်နဲ့အထက်စွမ်းအားရှင်တွေကိုချက်ချင်းစုစည်းလိုက်ပြီးတိုက်ပွဲဝင်ဖို့ပြင်ဆင်လိုက်ပါတယ်အားလုံးပဲလွန်ခဲ့တဲ့6နှစ်ကဝမ်းနည်းစရာဖြစ်ဆိုမျိုးထပ်မဖြစ်ရအောင်ငါနဲ့အတူတိုက်ပွဲဝင်ကြစို့တစ်ချိန်တည်းမှာပဲအခြားတစ်ဖက်မှာတော့မိစ္ဆာဖရင်မဟာကောင်လေးစီကထွက်ပေါ်လာတဲ့အငွေ့တက်ကိုခံစားမိပြီးသူ့ကိုလွန်ခဲ့တဲ့6နှစ်ကမူလခန္ဓာကိုရောက်အောင်ရိုက်နှက်ခဲ့တဲ့ကလေးဆိုတာမှတ်မိသွားခဲ့ပါတယ်ဒီအချိန်မှာကောင်လေးလည်းဟန်မဆောင်တော့ပဲမင်းခုနကအခြားចောင်းသားတွေကိုခြောက်လန့်လိုက်တယ်နော်မင်းအသက်ရှင်ခြင်းသေးရင်ငါစကားကိုတေချာနားထောင်လိုက်ဆိုပြီးမိစ္ဆာဖရင်မကိုတတိပေးလိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့မိစ္ဆာဖရင်မဟာဖားရသူတယောက်လိုကောင်လေးရဲ့ခြေထောက်ကိုနှိမ့်နေပေးနေရတော့တာပေါ့လက်ဆက်သိမ်းလိုက်စမ်းငါမျက်စိမားတာတော့မဟုတ်ပါဘူးနော်မိစ္ဆာဖရင်မကចောင်းသားတစ်တယောက်ကိုခြေထောက်နှိမ့်ပေးနေတာလားဒီကဘာကြီးတော့ယူတုတ်ကုန်ပြီသူကမိစ္ဆာဖရင်မလေအခုကြည့်ရတာဘာလို့ဖားရနေတဲ့ခွေးတစ်ကောင်နဲ့တူနေရတာလဲဆက်လက်ဆောင်မျှော်ကြည့်ရှုပါ